မင်္ဂလာရှိသောနေ့လေးပါခင်ဗျာဒီလိုထူးဆန်းတဲ့စိုက်ပျိုးနည်းကိုတင်မြင်ပူးပါသလားအခုမြင်တွေ့နေရတဲ့အမျိုးသမီးဟာဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးမြေမှာမစိုက်ပျိုးဘဲအုတ်ခဲကြားတွေထဲမှာစိုက်ပျိုးဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်မယုံနိုင်စရာကောင်းတာကတော့ဒီဟင်းသီးဟင်းရွက်တွေဟာအလွန်ဖြစ်ထွန်းနေပြီးအရေးသွေးကတော့စိုက်ပျိုးမြေမှာစိုက်တဲ့ဟင်းသီးဟင်းရွက်တွေထပ်မနှိမ့်ပါဘူးခင်ဗျာလူအများစုကတော့ဒါကိုမြင်ပြီးဟန်ပြလောက်ထားတာလို့ထင်ကြပါတယ်ဒါပေမဲ့တေချာကြည့်မယ်ဆိုရင်တော့အသီးနှံတိုင်းဟာအုတ်ခဲကြားထဲမှာခိုင်မြဲစွာရှင်သန်နေတာကိုတွေ့ရမှာဖြစ်ပြီးနှုတ်ယူတဲ့အခါမှာလည်းအတော်လေးအားစိုက်ရတာကိုတွေ့ရပါလိမ့်မယ်တကယ်တော့ဟင်းသီးဟင်းရွက်တွေကိုအုတ်ခဲကြားမှာစိုက်ပျိုးခြင်းကကောင်းကျိုးများစွာရှိပါတယ်။အုတ်ခဲတွေဟာအပူရှိန်ကိုကာကွယ်ပေးုံသာမကမြေစီလွှာကိုရေရှည်ဆွတ်စေပါတယ်။ဒါအပြင်ဟင်းသီးဟင်းရွက်တွေရဲ့အမြစ်ကိုမြေစီလွှာအနက်ပိုင်းထိရှင်သန်ကြီးထွားစေပါတယ်။မုံလာထုတ်အပြင်ပြောင်းဘူးတွေပါအုတ်ခဲကြားထဲမှာကျန်းမာစွာရှင်သန်ကြီးထွားနိုင်ပါတယ်ခင်ဗျာတစ်ချက်လုံးကအုတ်ခဲခင်းထားတဲ့မြေပြင်ဟာအလွန်တက်ရက်နေပြီးပေါင်းမြက်တွေလုံးဝမရှိပါဘူး။ပိုပြီးအရေးကြီးတာကတော့ဒီလိုစိုက်ပျိုးနည်းကခြံဝန်းကိုပုံမိုဆိုပြေလှပစေပါတယ်။အခုလိုဗဟုသုတကောင်တွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ခင်ဗျာ